Hello မိထီလာဆဆ surprise ကပါဒီနေ့မှာတော့ပေါ့နော်၄ရက်နေ့တုန်းကမွေးနေ့လေးဖြစ်တယ်။နောက်လေးအတွက်ရယ်နောက်ပြီးတော့အမေအတွက်ရယ်သားလေးအတွက်ရယ် surprise လေးပို့ပေးပါအောင်ဆိုလို့မင်တို့အခုချစ်စသေးကနောက်လေးရယ်သားလေးရယ်ရှိတဲ့နေရာစီဖို့မင်တို့ surprise လေးသားလုံးနေရာလေးပဲဖြစ်ပါတယ်။အဲ့ဆိုရင်ဗီဒီယိုလေးကို share လောက်ကြည့်ပေးပါဦးနော်။ဖုန်းလေးကခေါ်ဖေရဂိမ်းစော့နေရတယ်တူတယ်လို့။ဟုတ်တယ်ဟုတ်တယ်။ဖုန်းကဟုတ်တယ်။ဂိမ်းဆော့။ဒါဟိုအမရတာလား။ဟုတ်တယ်ဟုတ်တယ်။အခုခိုင်းနေတဲ့ဟိုဟာ။ မိုင်းလိုက်လာဦးတာ။ကိုမွေးနေရှင်လား။ဟုတ်တယ်ဟုတ်တယ်။မွေးနေရှင်ဖုန်းခေါ်လို့မရဘူးဂိမ်းစော့နေတယ်တူ။အလေးကလက်ဆောင်လေးပေးထားလိုက်လို့။အလေးရဲ့အမကြံသေးရဲ့။အမိဘူရောတဲ့အမိဘူကပန်းစည်းလေး။အော်လာပြီးတော့တားလေးဘူတဲ့။လိုက်ဟာပြာနဲ့ခရမ်းနဲ့စကားပြောခိုင်းလိုက်သေးတယ်ဝင်းနေရှင်တွဲလည်းပြောခိုင်းလိုက်သေးတယ်နဲ့တယောက်တည်းရှိတော့တယ်မောင်လေးရေတဲ့လေးလေးမမနေပါလို့တဲ့အမားတဲ့အလုံးလုံးနေတာတဲ့အမေနဲ့ဒီမောင်နှမတွေအတွက်ပါတဲ့အမေလည်းတဲ့ကျမကြီးကောင်းအောင်နေပါတဲ့တယောက်တည်းရှိတော့တဲ့မေမေကိုလည်းတဲ့စိတ်ချမ်းသာအောင်ထားပါမယ်တဲ့မိသားစုအတွက်တဲ့အကူရတဲ့တတိုင်းကြီးပါတဲ့တမီးအလုံးလုံးနေတာတဲ့ဒီမိသားစုအတွက်ပါလို့တဲ့အမေတဲ့ကျမကြမမနဲ့နေပေးပါတဲ့ချစ်ချမ်းသာသာမထိုင်းနိုင်ပြီမဲ့တဲ့ဒီမိသားစုကိုမျက်နှာမငင်အောင်နဲ့သူများနဲ့တန်းတူထားနိုင်အောင်နဲ့စူးစမ်းနေပါတယ်တဲ့အဲ့တူသေးသားသားလေးကိုတဲ့မျက်နှာမငင်အောင်စောင့်ရှောက်ပေးတယ်တဲ့ဒီမိသားစုကတဲ့မမွန်အတွက်တန်ဖိုးဖြတ်မရတဲ့အရာတွေပါတဲ့ဒီငိုတော့မလားအော်ငိုပြီအဲ့ဒါမမေဘာပြောချင်တယ်ပြောပြောတာ။မိမိမမေဘာပြောချင်တယ်ချမ်းသာပါပြီလို့ ကြည့်ပြောလား ပြောလိုက် မမေကျမ်းမာပါသည်ချမ်းသာပါသည်လို့ပြောချင်တယ် ပြောလားတာ ပြောတယ် ကြိုက်လား တိုက်တယ် တိုက်တယ်ကြာလေးနော်မလီဘယ်တော့မလို့တော့ကြီးကအဲ့မမေကလည်းပြောလိုက်ပါမမေဘာပြောချင်သေးလဲ ။အော်သမီးလေးဒီရကတိုးတဲ့အောင်မြင်ပါစေ။စိတ်ချမ်းသာကိုယ်ဤကြမ်းမာခြင်းနဲ့ပြည့်စုံပြီးတဲ့ရာကျိုးနဲ့ရှိပြီးလုပ်ငန်းကြံကြံနဲ့အဆင်ပြေပါစေလို့ ကြိုက်ရလား ကြိုက်ပါလေ။ အဲ့ဒါမောင်လေးကပြောလာဝင်နေရှင်ဘိုးရမ ကောင်းပါလေကျောင်းဒီလုပ်ငန်းကံဉာဏ်လေးအဆင်ပြေရပါသဘောကျလားကြိုက်ရလား ကြက်ပါလေ မွေးနေ့ကိတ်မှာမွေးနေ့ကိတ်တခြားမှာရလို့ပြောတယ်သမီးစီမှာမရတော့လို့လေ ဟုတ်တယ် ဟုတ်အဲ့ဆိုရင်ဘယ်လိုခံစားရလဲတစ်ချက်လောက်ပြောလိုက်ပါဒီလိုမျိုးပို့ပြီးတော့လေ ။နင်းနဲ့မဲ့ပြောတာပေါ့။ပြောပြီးတော့ပြည်တိလေးဖြစ်တယ်။သမီးလေးကို ကြတသားလေးကပြောလာ ကျမ်းမာအောင်နေပါလို့ စေးပြောလာဖုန်းနဲ့လည်းပြောလာမမေကို မမေကျမ်းမာအောင်နေနော် ပြောလာတယ်ပြောလာ ပြောတယ်ပြောတယ်ကျွန်တော်ရှိရဲ့ အဲ့ဆိုမွေးနေ့ရှင်ကလည်းဘယ်လိုခံစားရလဲပြောမွေးနေ့လက်ဆောင်လေးကြိုက်ရလား ကြက်ပါလေဒီကျောင်း ဟုတ်တယ်အပြောချင်သေးလဲထပ်ပြီးတော့ ဘာမှမ ပြောသေးတော့ပြောတော့ဘောနော်အဲ့ဆိုရင် ဒီအဲ့ဆိုရင်မွေးနေ့မှာခြားရောက်တဲ့လေးရယ်အမေရယ်သားလေးရယ်ရှင်းတာချင်းကိုချက်မှချင်းနဲ့ပြည့်စုံပါခြင်းအားပေးလို့လည်းကျေးဇူးများကြီးတင်ပါတယ်